မင်္ဂလာပါဆရာကျမအိမ်ထောင်တဲ့တယောက်ပါကလေးနှစ်ယောက်လည်းရှိပါတယ်မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပြီမဲ့မင်္ဂလာမရှိတဲ့ဘဝကိုကျမကတော့ပိုင်ဆိုင်ထားရပါတယ်တငယ်ချင်းနဲ့အတူတရုတ်ပြည်မှာအလုပ်လုပ်မယ်ဆိုပြီးကျမထွက်လာပါတယ်ကျမကိုတရုတ်ပြည်ပို့ပေးခဲ့တဲ့သူကလည်းခရီးရန်ပါပဲဒါနဲ့တရုတ်ပြည်ကိုရောက်တဲ့အခါမှာကျမကိုမယင်ငယ်လောက်ရမယ်ဆိုပြီးပြောလာပါတယ်ဒါနဲ့ကျမကမလုပ်ချင်ဘူးအိမ်ထောင်ရှိတယ်လို့ပြောတော့သူတို့စိုက်ထားပေးတဲ့ပတ်စံကျမကိုပြန်တောင်းပါတယ်မြန်မာကျပ်ငွေ3,900ပြန်တောင်းတယ်ဒါနဲ့ကျမမှာပေးစရာမရှိတာနဲ့သူတို့ခိုင်းတဲ့အလုပ်ကိုမလုပ်ချင်ပေမဲ့လုပ်လိုက်ရပါတယ်သူနဲ့လည်းကလေးတယောက်မွေးခဲ့ပါတယ်အခုကျမကိုသူတို့မလုပ်ချင်တော့ပါဘူးကျမအိမ်ပြန်ဖို့ဆိုရင်တောင်မှကျမနှလုံးသားကမတန့်တဲ့အတွက်မပြန်ရဲဖြစ်နေပါတယ်တခုမေးချင်တာကလေဆရာဘုရားသခင်ကကျမတို့လိုယုံကြည်သူတွေကိုအလောက်ထိဆိုးတဲ့အခြေအနေတကယ်ပြီးတွေ့တာလားကျမလိုပဲကြုံနေရတဲ့သူတွေလေကျမနဲ့အတူအများကြီးရှိပါတယ်အဲ့တော့ကျမအခုဘာဆက်လုပ်ရင်ကောင်းမလဲကျမကိုဘုရားသခင်စွန့်ခွာသွားတာလားဒါလေးဆရာကျမကိုဖြေပေးပါဦးတကယ်ကြည့်ခွဲရပါတယ်ဒီဟာလေးကိုဖတ်နေရင်လည်းနှလုံးသားနဲ့တော့မဆန့်အောင်နာကျင်ခံစားရပါတယ်လူရောင်းစားတဲ့အမှုမှာပါဝင်ပတ်သက်နေတဲ့ခရစ်ယာန်များကိုလူတယောက်ကိုရောင်းစားလိုက်လို့ရှိရင်လေးနဲ့ပြန်မြောက်နော်ဒါစင်မြေဆက်40အထိအဲ့ဒီအရာကပြန်ခံမှုရှိတယ်ဆိုတာကိုမမေ့ထားနဲ့တမန်ဟောင်းထဲမှာဆိုလူကုန်ကူးတဲ့သူလူကိုရောင်းစားတဲ့သူဟာချက်ချင်းပဲအတိတ်ချင်းကိုခံရမယ်ဆိုပြီးပြညတ်ထားတယ်ကျေးဇူးတော်ကာလဆိုပေမဲ့လည်းစီရင်ချင်းကကြံသေးတယ်ဆိုတာကိုသတိထားစေချင်တယ်ဒါကြောင့်တင်ကလူတယောက်ကိုဒုက္ခပေးလိုက်တယ်လူနှစ်ယောက်ကိုဒုက္ခပေးလိုက်တယ်ဆိုလည်းတင်ရဲ့တားစင်မြေဆက်လေးနဲ့မြောက်ပြီးမှအဲ့ဒီအရာကိုခံစားရမယ်ဆိုတာကိုသိထားနော်အဲ့တော့မတရားတစ်ဖြင့်ရတဲ့ပတ်စံဟာမတရားတစ်ဖြင့်ပဲပြန်ကုန်သွားမှာပဲမတရားတစ်ဖြင့်ရတဲ့ပတ်စံနဲ့တင်ပျော်ရမယ်လို့မထင်ပါနဲ့အဲ့ဒီအရာအဖြစ်မဲ့တင်ဘွားဟာစုပ်ပြတ်တဲ့ဘွားကိုဆုံးသက်သွားမယ်ဆိုတာကိုအမှတ်ရစေချင်တယ်အခုလိုလောက်ခံလိုက်ရတဲ့သူတွေလည်းဘုရားသခင်ကတော့ကျွန်တော်တို့ကိုအဲ့ဒီဘွားမျိုးရောက်ဖို့အတွက်အလိုတော်မရှိပါဘူးဘာကြောင့်လဲဆိုကျမ်းစာထဲမှာဘုရားသခင်ကြီးတဲ့ကျွန်တော်တို့ကိုအပြစ်တို့တွေးဆောင်တယ်လို့မပြောပါနဲ့တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအပြစ်လမ်းကိုဘယ်တော့မှမတွေးဆောင်ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့တတ်မှတ်တဲ့အရာတွေဘုရားထပ်ပူပြီးမှဆွဲလန်းတဲ့အရာတွေငွေကြီးကိုတတ်မှတ်တာတွေငွေကိုတတ်မှတ်ခြင်းကမကောင်းသောမူလအမြစ်ဖြစ်တယ်အဲ့ဒီအရာကကျွန်တော်တို့ရဲ့ဘဝကိုဆုတ်ပြတ်သွားအောင်လုပ်တယ်လို့ကျမ်းစာထဲမှာပြောထားတဲ့အတွက်ငွေကိုတတ်မှတ်ခြင်းကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေလို့ဒါကိုမြင်ပေးပါတေချာတခုကတော့ဘုရားသခင်ကသူ့ရဲ့တာသမီတိုင်းကိုအခုလိုဘဝဆိုးမျိုးအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့စေခြင်းနဲ့ဘုရားမျိုးမဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ရွေးချယ်မှုမှားခြင်းကြောင့်ယခုလိုမျိုးတွေကြုံလာရတယ်ကျွန်တော်တို့ဘယ်လိုတည်ဆောက်ကြမလဲညီကောင်မတို့ဘုရားသခင်စီကိုပဲရေးရေးကြီးပြန်လာပါလူမီတီကခရစ်တော်၌ရှိလင်အသေးပြုပြင်တော်တော်ပါဖြစ်တယ်တင်ဘွားဘလောက်ပဲဆိုခဲ့ဘလောက်ပဲယုံညံ့ခဲ့ခရစ်တော်၌ပြန်လာပြီဆိုရင်ကတော့အသေးပြုပြင်တော်တော်ပါဖြစ်လာပါမယ်။ဘာကြောင့်လဲဆိုရင်ဒီလောကီသားတွေကကျွန်တော်တို့ရဲ့မြင်ရတဲ့ခန္ဓာကိုယ်ကိုသူတို့နှိပ်စက်လို့ရတယ်ညှဉ်းပန်းလို့ရတယ်ကျွန်တော်တို့လည်းလာထိုးလို့ရတယ်လာတက်လို့ရတယ်ဒါပေမဲ့အတွင်းထဲမှာဘုရားသခင်ပေးထားတဲ့ဝိညာဉ်ကိုတော့သူတို့လုံးဝထိခိုက်လို့မရပါဘူး။ဘာကြောင့်လဲဆိုဒီလောကကြီးကစာတမန်နဲ့ရဲ့အောက်မှာရှိတယ်ဒီလောကီသားတွေကလည်းမနဲ့ရဲ့ထိချုပ်ခြင်းကိုခံထားရတယ်ဆိုတာကိုကျမ်းစာထဲမှာပြောထားတယ်။ဒါကြောင့်ယနေ့တင်ညင်းဆဲခံရတယ်ယခုလိုဘဝမျိုးကြုံရတယ်ဘုရားသခင်တင့်ကိုစွန့်ခွာသွားလားဆိုဘယ်တော့မှမစွန့်ခွာဘူးညီကောင်တို့တို့ပြန်လဲပြီးမှဘလောက်ပဲဆုပ်ပြတ်တက်နေပါစေစိစက်ပြုပြင်ပြီးမှကျွန်တော်တို့ကိုအသစ်ပြန်လဲပြီးပြုပြင်ပေးအောင်မဲ့ဘုရားပဲဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာလည်းရောင်စားခံရတဲ့ယောသက်တို့ဆိုတာရှိတယ်။တမန်ဟောင်းထဲမှာဆိုရင်လည်းမတရားတဲ့ဖြင့်ပြုကျင့်ခံရတဲ့သူတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့အဲ့လိုလူတွေရဲ့အလဲမှာပင်လင်သူတို့ဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုပြန်လဲတည်ဆောင်တဲ့အတူနဲ့ပြန်လဲထားနိုင်သေးတယ်ဆိုတာကိုကြည့်ရင်လည်းခွန်အားယူတည်ဆောက်ရအောင်ဒီထက်ပိုပြီးမှအားပေးခြင်းပဲလည်းကျွန်တော်မှာပြောစရာစကားလုံးကစီစရာတကယ်မရှိအမတန်မှဝမ်းနေကြည့်ကြရပါတယ်ဒါကြောင့်ယုံကြည်သူညီကောင်မများငွေကိုတတ်မှတ်ခြင်းအပြင်ကိုယ့်ရဲ့ဘဝဟာလမ်းလွဲတဲ့ထဲကိုမရောက်သွားဖို့ရန်အထူးတတိပြုကြပါကိုယ့်ရဲ့ရွေးချယ်မှုမှားယွင်းမှုကြောင့်လမ်းမားတွေရောက်ခဲ့တယ်ဆုပ်ပြတ်တဲ့ဘဝကိုဘလောက်ပဲရောက်နေပါစေငါတို့ရဲ့အဖဘုရားသခင်စီသူတို့ကပြန်လှည့်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးပြုပြင်တည်ဆောက်ရင်ဘုရားနဲ့အတူတာရွေးလျှောက်နိုင်ရအောင်လို့ပဲကျွန်တော်တို့တိုက်တွန်းခေါ်ပေးချင်ပါတယ်အားလုံးပဲကောင်းချီးရှိပါစေ